ကဲဒီတစ်ခါတော့တပတ်စီလေးတွေဖြစ်ပါတယ်ရှင်ဒီတပတ်စီလေးတွေဆိုလို့ရှိရင်အပေါ်ကအပေါက်ဖောက်ထားတဲ့ဟာလေးတွေဆိုလို့ရှိရင်เนาะ2464ခုနှစ်က300ဘတ်ကနေ1000ဘတ်တွင်ဝယ်ပါတယ်တဲ့เนาะသူအဲ့လိုမျိုးခုနှစ်လေးတွေတူတယ်အပေါက်ကလေးပါတယ်လဲမှာအောက်ကကြတော့60မြောက်ဘရင်ရဲ့တပတ်ပုံလေးကတော့2529ခုနှစ်ဆိုရင်200ကနေ900ဘတ်အထိရပါတယ်တဲ့ရှင်သူဝိုက်ပြထားတဲ့အတိုင်းလေးပေါ့เนาะသူကတရားရခိုင်နှုန်းကန့်ညူမှုရှိမှเนาะသူအလိုမျိုးလေးတွေဝိုင်းပြထားတာလေးတွေတခြားကြည့်ပါเนาะအပေါ်ကကြတော့2464ခုနှစ်ဆိုရင်300ဘတ်ကနေ1000ဘတ်အတွင်းပြီးဝယ်ပါတယ်အပေါက်ကလေးပါတယ်ပေါ့เนาะအောက်ကပုံလေးကတပတ်စီလေးကကြတော့60မြောက်ဘရင်လေးဘရင်ပုံမှာ2529ခုနှစ်ပါရှင်သူကတော့200ဘတ်ကနေ900ဘတ်အတွင်းပြီးတယ်လို့ရေးထားတာဖြစ်ပါတယ်။ကဲအားလုံးကံကောင်းကံထူးကြပါစေ။နေ့တစ်မှာရောင်းနှန်းဝင်အကျွေးစီလေးတွေအများကြီးပိုင်ဆိုင်ကြပါစေလို့ဆုတောင်းပေးလိုက်ပါတယ်ရှင်။ဒါကတပတ်စီထိုင်းအကျွေးစီလေးတွေပြပေးလိုက်တာဖြစ်ပါတယ်ရှင်။မနင်ကိုပို့မလာနဲ့နော်မနင်ကဖတ်မတတ်ဘူးနော်ဒါဒီမှာအင်္ဂလိပ်စလုံးလေးတွေပါလို့အဲ့လိုမျိုးတစ်ခါလေးတွဲဖတ်ပြီးဖတ်ပြပေးတာမျိုးသာဖြစ်ပါတယ်သူတို့ဒီမှာထိုင်းစာတွေဝိုင်းပြထားတာတွေခုနှစ်တက္ကရာတွေမဖတ်တတ်ပါဘူးရှင်အဲ့တော့မိမိဘာသာမိမိတိုက်ယူကြပါမိမိဘာသာစစ်ဆေးကြပါရှင်